မင်္ဂလာပါငှက်ပြောသီးတွေအရင်များတဲ့အတွက်စားမနိုင်တဲ့အတွက်အခုလိုမျိုးလေးကျွန်တော်မုတ်လုပ်ထားပါမယ်ငှက်ပြောသီးအားလုံးကိုဆက်နဲ့ကြိတ်ပေးရပါမယ်ဒါကတော့အုံတို့တပူးကိုဘူးအလက်တပူးကိုကျွန်တော်ထည့်ထားတာပါတကြားကတော့အနေအများမိမိကြိုက်နေတဲ့တလောက်ထည့်ပေးပါအခုလိုမျိုးလေးပြည့်ပြည့်နှစ်ကြိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒေဝန်းနဲ့စပြီးကြိုပါမယ်ငှက်ပြောသီးတွေအရင်ပျော်နေရင်တော့တကြားမထည့်ခြင်းလည်းရပါတယ်ငှက်ပြောသီးရဲ့အချိုအရသာကရှိပြီးသားပါကျွန်တော်တို့ကြိုတဲ့အခါမှာမကတ်တဲ့အိုးဖြစ်ဖို့လိုပါတယ်အောက်ကလည်းမီးများလို့လုံးဝမရပါဘူးအခုလိုမျိုးလေးစိတ်ရှိရှိနဲ့ကျွန်တော်တို့ကြိုသွားရပါတယ်တော်တော်လေးကိုကြလေးကြိုရပါတယ်အခုလိုမျိုးငှက်ပြောသီးအသားကလုံးဝအလုံးလေးဖြစ်သွားပြီဆိုတော့မှကျွန်တော်တို့အသုံးပြုမဲ့ပကံထဲမှာပုံစံလေးလုပ်ပေးရပါမယ်ခုလိုပုံစံလေးလုပ်ပြီးသွားပြီဆိုရင်တော့အပြင်မှာထားလို့လည်းရတယ်လို့ရေခဲတစ်တာတဲ့ထဲရင်တော့ကျွန်တော်တို့ပို့ပြီးတော့စားရတာမြန်ပါတယ်ခဲဝါမာဝါပြီဆိုရင်တော့စပြီးစားလို့ရပါပြီအခုလိုအတုံးလေးတွေကျွန်တော်လှီးပြီးတော့စားပါတယ်အခုလိုအတုံးမမလေးဖြစ်ဖို့အတွက်ကျွန်တော်တို့ကြိုတဲ့အခါမှာတော်တော်ကြလေးကြိုမှရပါမယ်မဟုတ်ရင်တော့ကျွန်တော်တို့ရဲ့အသားကဒီလိုအတုံးလေးတွေဖြစ်မှာမဟုတ်ပါဘူးရေခဲတစ်တာထဲမှာထည့်ပြီးတော့ထားစားမယ်ဆိုရင်တော့အကြာကြီးထားစားလို့ရပါတယ်ကျေးဇူးတင်ပါ